morning ကဲဒီနေ့တော့ကျမကတငယ်ချင်းတွေကိုပေါ့နော်ကျမငငယ်တုန်းကအရန်သဘောကျတဲ့ကျမတို့အကိုဝန်ခွဲပြောခဲ့တဲ့ပုံပြင်လေးပြောပြရမယ်သိလားပုံပြင်ဆိုတာပါလဲမယုံရင်ပုံပြင်ပေါ့နော်အဲ့ဒါခါကျတော့ကျမပုံပြင်ဘာပုံပြင်ပြောပြမလဲဆိုရင်ဒီနေ့ကျက်တွေပေါ့နော်ကျက်ဥတွေကျက်တွေအကြောင်းပြောပြမယ်ဟိုးတုန်းကကျက်တွေကလူသားတွေလိုပဲစကားပြောတတ်တယ်အခါကျတော့လူသားတွေကသူတို့အသားတွေစားကြတယ်ကျက်သားတွေကျက်ဥတွေစားပြီးတော့သူတို့ကနေမကောင်းရင်လည်းဒီဟာစားကြတယ်ပေါ့အားရှိတယ်ပေါ့နော်ကျက်တွေကသူတို့မကြိုက်ဘူးသူတို့သားတွေစားတဲ့ခါကျတော့သူတို့အစီဝေးခေါ်တာပေါ့သူတို့ကျက်အစီဝေးခေါ်တာပေါ့ခေါ်တော့ဒီလိုတော့မဖြစ်ဘူးသူတို့အားကိုးရဆုံးပေါ့နော်အာနာပါဝါအရှိဆုံးလူရှိသွားမယ်တရားမင်းကြီးရှိသွားမယ်ပေါ့လူတွေကတရားမင်းကြီးတော့ကြောက်တယ်ထင်တယ်အဲ့ဒါအဲ့ဆိုတရားမင်းကြီးရှိသွားရောအဲ့ဒီကြက်ကောင်းဆောင်နဲ့ဟိုအခုလို့ဆိုရင်ဗျာအနောက်လိုက်တယ်လည်းပါသွားမှာအဲ့ဒါသူကခေါင်းဆောင်တရားမင်းရှိသွားကြတာသွားတော့တရားမင်းကြီးရှေရောက်တော့ပြောပြတာပေါ့ဒီလိုပေါ့လူတွေကမကောင်းဘူးပေါ့သူတို့အသားတွေလည်းစားတယ်သူတို့ဥတွေစားရင်လည်းအားရှိတယ်ပေါ့နော်သူတို့အသားတွေသူတို့ဥတွေစားရင်လည်းအားရှိတယ်လို့ပြောတယ်ပေါ့နော်အဲ့လိုပြောတာပေါ့အဲ့ဒါမစားအောင်တားပေးပေါ့လူတွေသူတို့အသားတွေဥတွေမစားအောင်ပေါ့အဲ့နဲ့တရားမင်းကြီးဟဲလူတွေကဒီလိုပဲပြောသလားပေါ့နင်တို့ဥတွေတောက်ရင်လည်းအားရှိတယ်စားရင်လည်းအားရှိဟုတ်တယ်ပေါ့ဒီလိုပြောတယ်ပေါ့ဟာသူပြောတဲမိုက်တဲ့ကျက်ငါတကျုပ်လေးပါလေးလက်ဆောင်မယူလာပေါ့ဒါတော့အားရှိတဲ့အစားအစာပေါ့လူတွေစားစေလို့အမိတ်ပေးလိုက်တော့ဟာအမချက်ဖားရစိတ်ကောင်းဖြစ်သွားတရားမင်းကြီးကလည်းဟိုလည်းကြားကြောက်လို့ရှင်ကြီးကိုမရှင်ကြီးကြားတဲ့ဆိုးသွားတာပေါ့နော်အဲ့ဒါစားစီဆိုတော့ဟာစိတ်ကောင်းဖြစ်တာဘလို့ပဲဖြစ်စားစီတဲ့ပေါ့တော့ပြန်လာကြအောက်မှာလဲကြက်တွေကပေါ့ဟာငါတို့တရားမင်းရှိမှအယူခံတော့ဝင်ပြီပေါ့ပြန်လာရင်ငါတို့အသားတွေမစားတော့ဘူးပေါ့လူတွေကငါတို့ဥတွေလည်းမစားတော့ဘူးပေါ့နော်အဲ့လိုဆိုပြီးတော့သူတို့ကတအားဝမ်းသာပြီးတော့သူတို့ကကြိုကြတာပေါ့အဲ့ဒီခေါင်းဆောင်ပြန်လာတဲ့ရှိကိုကြက်ခေါင်းဆောင်ကြီးပြန်လာတဲ့ရှိကိုပေါ့ကြိုကြတာပေါ့လီဒါတက်ကိုချဲရမင်းပေါ့အဲ့ဒါပြန်လာတဲ့ခါကျတော့ကျက်ပေါက်စားအကုန်လုံးပေါ့သူတို့အုပ်စုလိုက်ကြိုဆိုကြတာပေါ့နော်သူတို့အသားကိုမစားဘူးသူတို့ဥတွေမစားဘူးဆိုသူတို့လည်းဝမ်းသာကြမှာပဲလေနော်အဲ့ဒါနဲ့တခါလေကြိုဆိုကြတော့အဲ့ချက်ဖားကြီးကလည်းပြန်လာငါဆိုင်နဲ့အဲ့နဲ့ဘာတယ်လဲပေါ့တရားမင်းကြီးကသူတို့အသားမစားတော့ဘူးလားပေါ့စိတ်အထက်တန်ဆိုတာမေးကြတာပေါ့မေးတဲ့ခါကျတော့ချက်ဖားကြီးကပြောတာပေါ့နော်အဲ့ခေါင်းဆောင်ကကဲတရားမင်းကြီးကတော့ဆုံးဖြတ်လိုက်ပြီစားစေတဲ့ပေါ့ဟာအဲ့ဒီမှာခါတချို့တလေကြက်မာတယ်မခံစားနိုင်ဘူးတချို့တလေကြက်တယ်လည်းမခံစားနိုင်ဟိုခံစားချက်မခံစားနိုင်တဲ့လူတွေကခါရင်နေကိုယ်ပြီးတော့လေခါဟိုက်ဆိုပြီးတော့တခါတူလားကြက်တွေယောဂဖြစ်ရင်လေဟိုက်ကလေးဖြစ်ပြီးတော့တေးတာနော်သူတို့ရင်ကွဲသွားပြီးတော့တေးလားသူတို့တေးကုန်ကြတာတေးလားကြက်တွေလေယောဂဖြစ်တာသူတို့အသားကိုစားစီဆိုတာလေအမခံစားဟာနည်းနည်းခံနိုင်ချီတဲ့ကြက်မာတွေကတော့ပေါ့နော်သူတို့ကတော့ပြောတယ်ဟာပေါ့သူတို့ဘယ်လိုပြောမလဲညီးသွားကြတာပေါ့ခက်တယ်တော့နဲ့អော်ကြတာပေါ့တိလားတေတော့မတေသွားဘူးပေါ့သူတို့ကဒါပေမဲ့ခက်တယ်တော့ပေါ့သူတို့မျောလင့်ချက်တွေကုန်ပြီလေခက်တယ်တော့နဲ့ကာလာတွေရှိလေရတော့ကတော့ဖြစ်ကုန်တာတဲ့အဲ့နဲ့ချက်ပေါက်စာလေးတွေကလည်းလေတိလားချက်ပေါက်စာချက်သားလေးတွေတိလားဟာသူတို့ဒီ generation လေးတွေကပေါ့နော်ချက် generation လေးတွေကသူတို့ပြောတာပေါ့ကဲဒီဘွားတော့ပြီးပြီအဲ့တော့ပြီးရောကာလာရှည်လျားလို့ပြီးရောဖြစ်သွားတာသူတို့ဘွားပြီးပြီလို့သူတို့ပြီးပြီလို့အဲ့ဆိုကြည်ရှည်လျားတော့ပြီးရောဖြစ်ကုန်တာနော်အဲ့ဒါနဲ့ချက်ဖားကြီးရလည်းကဲမတတ်နိုင်ပေါ့ခုတော့ဆိုချက်ဥတွေအများကြီးဥကြပုံရတယ်တိလားနင်တို့စိကမရှိမဥကြနဲ့တော့ပေါ့ချက်ကိုဥတရက်တလုံးပဲပေါ့ငါអော်မဥပေါ့អော်ပြီးမှဥအဲ့လိုမျိုးអော်တာအဲ့ဒါခါကျတော့ကာလာရှည်လျားတော့အော်အီအိုးလို့ပြောတာတဲ့အဲ့ဒါကျမတို့ငယ်တုန်းကရွာမှာနေတုန်းကကျမတို့အကိုကြီးပေါ့နော်ဟိုပြောပြခဲ့တဲ့မကြီးတုံးမှာထိုင်ပြီးတော့လာတာအောက်မှာထိုင်ပြီးတော့ပြောပြခဲ့တဲ့အရသာလေးကိုကျမအခုချိန်ထိရင်ထဲမပြောင်းလို့အကုန်လုံးကိုရှယ်ပေးတာပါနော်တခါကြာရင်နော်အမှန်တိုင်းပြောရလို့ရှိရင်လေဒီပုံပြင်နေရလို့ပဲကိုအားကိုလိုက်တဲ့လူတွေကနော်ကိုဘွားတခါတည်းရိုက်တာလိုက်တဲ့လူတွေရှိပါတယ်
ပုံမြင်လေးကတော့ဒါပါပဲကျမအကိုကြီးပြောခဲ့တဲ့ပုံမြင်ကိုဟိုးငယ်ငယ်လေးနဲ့ကလေးဘွားတွေကပြောခဲ့တဲ့ပုံမြင်လေးကို share ပေးတာပါမယုံရင်တော့ပုံမြင်လို့မှတ်ပါ thank you ပါ